လုံးဝမင်္ဂလာပါ ကဲအားလုံးပဲမင်္ဂလာပါ တော်တော်ကြီးကြာပါ ကျွန် ပြီ တော်ဒီနေ့မှာပေါ့ဗောနော် ပြန်နေအောင် ဟိုကျွန်တော်အမှကျွန်တော်တန်းနေနဲ့ဖြောက်လာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီတိုင်းကိုနေပြတာနောက်ကအတိုင်းနေမကောင်းလို့ပေါ့နော်ကျွန်တော်ဒီနေ့ဟိုဇလေးရှင်ထားပေါ့နော်အဲ့ဇလေးတွေကဗလေးလဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးရေလေးတွေကြောက်အောင်လို့ပေါ့နော်လုပ်လို့ရဇလေးပြမကြီးတရားကျတော့ရေဘိုးကိုပိုက်လေးတက်ထားရပေါ့နော်ဒါလေးကိုဒီခွက်လေးခံပြီးတော့အပေါ်ကနေပြီးတော့အားလေးကိုလှည့်လိုက်လို့ရှိရင်ပေါ့နော်ဟိုမှာတော့ရေလေးကြာလာဗျအဲ့ဒါလေးဖိအားပေါ့နော်အဲ့ဒါလေးလှုပ်ထားပေါ့နော်တော်တော်လေးလဲမိုက်တယ်ပေါ့နော်တော်တော်လေးလဲမိုက်ပါတယ်ကျွန်တော်ကြိုက်ပါတယ်အဲ့ဒါကျွန်တော်နည်းနည်းအကျဉ်းရသွားပြီပေါ့နော်အဲ့လိုမျိုးဟာဟိုမှာကျွန်တော်3ခုတွဲလို့ရင်ကောင်းမလားစဉ်းစားလိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်မရေတောက်လိုက်ပါတယ်အဲ့ရေတောက်လိုက်ပါတယ်ကျွန်တော်အခုဘိုက်ကနေပါပြီကျွန်တော်အဲ့ရေတောက်ထားပါတော့ရနိုင်မှာကျွန်တော်ခုရပါတာ ကြလို့ရှိရင်တော့ အဲ့လိုမျိုးဟာအောင်မှ ပြမယ်ပေါ့နော် ကျွန်တော်3ခုလုံးမယ်ဆိုအကျဉ်းရတယ်ကျွန်တော်ယူမိုက်တယ်ပေါ့နော်လောက်လိုက်တော့ အဲ့လိုမျိုးမိုက်မိုက်ကျွန်တော်ဒါရေပဲထည့်တာ ကိုကလည်းခွက်က3ခုနဲ့ နောက်ပိုင်းကျလို့ရှိရင် ကျွန်တော်အခုတော့ရေပဲထည့်ထားရပေါ့နော်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော် surprise တို့ပါတော့ဒီမှာကိုကဒီမှာ surprise ဒီမှာလိမ့်မောအဲ့လိုမျိုးလေးအဲ့လိုလေးလုပ်မယ်လို့ကျွန်တော်စဉ်းစားထားရပေါ့နော်ခုတော့ရေပဲထည့်ထားရပေါ့နော်မေကြီးဆိုတာစူမိုင်းဆိုးတို့လည်းပါတာပေါ့နော်တော်လေးလေးမိုက်ပါဗျာနော်ကျွန်တော်ဟိုးပဲဆုံးအောင်တကူပါပေါ့ဟိုအေးဦးနေဖြစ်ဖို့ဟိုဟာဖြစ်သွားတယ်အေးဟိုးပဲဆုံးအောင်တကူကကျတော့လောက်ထားတာနည်းနည်းလေးလွဲသွားပေါ့ဒီပဲဆုံးအောင်တကူဒီပြီးကြရင်နောက်တစ်ခုကလောက်ထားနေကလေးနည်းနည်းလွဲသွားတဲ့အတွက်ကျွန်တော်အမှချိန်နဲ့လွဲသွားလို့ရေတွေဖိတ်ကုန်ပါတယ်ကြည့်ရှုပေးကြပါဦးနော်စောင့်ကြည့်တာလည်းအမှကျွန်တော်လွဲတော့မှကြည့်လေကျွန်တော်အမှအဲ့မှာကျွန်တော်လွဲသွားအဲ့မှာကျွန်တော်လမ်းပြီးတော့အားလုံးလိုက်သို့ပါလားကျွန်တော်လုပ်တာ နည်းနည်းနေလွဲသွားပါတော့အဲ့ဒါလည်းကျွန်တော်အဲ့ဒါလေကျွန်တော်အားနေချက်တစ်ခုပဲပေါ့နော်ကျွန်တော်နောက်တစ်ခါထပ်လုပ်လို့ရှိရင်ကျွန်တော်နည်းဖြစ်ပြင်ရမယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့လုပ်ထားတဲ့ဟာလေးပေါ့နော်ကဲအဆုံးလေးလိုက်ပါကြည့်ကြရလူတွေအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတဒါ